Hello ဒီနေ့မှာတော့ကားချက်တယ်ဆိုတာကိုအင်္ဂလိပ်လိုပြောမယ်တစ်ချက်လေးလာကြည့်အောင်နော်။ကားချက်တယ်ဆိုတာကရင်ကြောဆိုးရလို့ပြောရပဲဖြစ်ပါတယ်။အဲ့ဆိုလို့ဥပမာတစ်ချက်ကြည့်ကြအောင်နော်။ The traffic is bad. The traffic is bad. ရင်ကြောဆိုးရပေါ့နော်။ရင်ကြောအရင်ပြည့်ညက်နေရဆိုလို့ဆိုရင် The traffic is heavy. The traffic is heavy. နောက်တစ်မျိုးပြောလို့ရသေးရပေါ့နော်။အဲ့ဒါဘာကိုပြောလဲဆိုလို့ဆိုရင် It is a bumper to bumper.bumper to bumper ဆိုတာကားရည်လေး bumper တစ်ခုနဲ့တစ်ခုကအရင်နီးကပ်နေအောင်ပြောအဲ့ကျရင်ကြောကအရင်ပိတ်ဆို့နေအောင်ပြောပဲဖြစ်ပါတယ်။အဲ့မှာကိုကနေပြီးတဏီနေရာသွားတဲ့အချိန်မှာဆိုလို့ဆိုရင်ကြောပိတ်မိနေရပေါ့နော်ကားပိတ်မိနေရဆိုလို့ဆိုရင်ဘယ်လိုပြောလဲဆိုလို့ဆိုရင် I'm stuck in traffic. I'm stuck in traffic. Okay အဲ့ဆိုလို့ဆိုရင်ကြောပိတ်ဆို့ရတော့ဟုတ်ပါတယ်။အဲ့ဆိုလို့ဆိုရင်ဘယ်ဥစ္စာဘာကရင်ကြောပိတ်ဆို့မှုကိုဖြစ်စေရလဲဆိုလို့ဆိုရင်ကြတော့ဘယ်လိုမေးလဲဆိုလို့ဆိုရင် What is causing the traffic jam?What is causing the traffic jam? ဘာရင်ကြောပိတ်ဆို့မှုကိုဖြစ်စေရလဲ Okay အရှိနားမှာပေါ့နော် accident ဖြစ်နေလို့ဆိုရင်ကြတော့ there is an accident ahead. There is an accident ahead ပဲဖြစ်ပါတယ်